ကျမတို့စီမှာမြေခွက်ဝယ်တဲ့ဧည့်သည်တွေနော်အရန်ကန်ကောင်းကြတယ်ဘာဖြစ်လို့ကျမကန်ကောင်းလဲလို့ပြောရတယ်ဆိုလို့ရှိရင်ပေါ့တကယ်ကိုရက်ပိုင်းပဲရှိသေးတယ်ကျမတို့မြေခွက်ပေါ့နော်ရောင်းထားတာလေးရှိလိမ့်မယ်ဝယ်နေကြဧည့်သည်လည်းမဟုတ်ဘူးဝယ်ရောင်းလည်းမဟုတ်ဘူးအပြင်ကနေပဲလာပြီးတော့ဝယ်သွားတာအဲ့ဒါဟာလေးဒီဘယ်လိုမျိုးလဲဆိုတဲ့ခါကျဝယ်သွားတာမှရက်ပိုင်းလေးပဲရှိသေးတယ်ရှင်အခုပြန်လာရောင်းတယ်အဲ့တော့ကျမတို့ကမေးတယ်ဒီဟာလေးဒီအခုချက်ချင်းတစ်ထိုင်နဲ့ရောင်းချင်တာလားဒါမှမဟုတ်ရင်စောင့်ပြီးတော့မြန်ရောင်းချင်တာလားအကျိုးအမြတ်လေးတစ်စုံတရာလေးနဲ့ရောင်းချင်တာလားဆိုတဲ့အခါကျတော့ဥပမာကျမ3000ပဲထားပါတော့နော်ကျမက3900ပေးတယ်ဝယ်သူကဝယ်ထားတာတော့3000နဲ့မှန်တယ်ဒါပေမဲ့ဒီအကိုဝယ်သွားတာဒီရက်ပိုင်းပဲရှိသေးတယ်အခုကဒီတရက်2ရက်မှာမြေကွက်ကလေးတွေက4ရက်လောက်ရှိပြီအယောင်းဝယ်လေးတွေငိမ့်နေနော်ဈေးကျတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဈေးငိမ့်ပါတယ်ရှင်ထပ်ပြီးတော့တက်နေတဲ့အထဲမှာတော့မပါဘူးပေါ့နော်4ရက်5ရက်လောက်ရှိပြီအခုမြေကွက်လေးတွေငိမ့်တာပေါ့နော်အဲ့တော့ဝယ်သွားတာတော့အခုရက်ပိုင်းပဲရှိသေးတယ်အခုကျမကထားသည်ကျမဝယ်ရောင်းဆိုတဲ့အခါကျတော့ကျမဝယ်ရောင်းဈေးပဲပေးမှာပေါ့အခုတစ်ထိုင်နဲ့ရောင်းသွားခြင်းကျမ900ပေးမယ်အဲ့တော့သူကပြောသေးရတယ်ကျွန်တော်ဝယ်တဲ့ဈေးနဲ့ဆိုရင်တော့ကွာဟနေတယ်ပေါ့နော်100နီးပါးလောက်ရှုံးလေးရှိနေတယ်အဲ့ဒါခါကျတော့ကျမလည်းပြောချင်တာလေတကယ်လို့မြန်ချက်ချင်းလက်ငင်းရောင်းမယ်ဆိုလို့ရှိရင်เนาะကျမပေးနိုင်တဲ့ဈေးကိုကျမပေးတာအဲ့လိုမျိုးမှမဟုတ်ဘူးမိမိလိုချင်တဲ့ဈေးကိုမြန်ရောင်းချင်တယ်ဆိုရင်တစ်ပတ်တွင်းဆောင်ရောင်းမလားနှစ်ပတ်တွင်းဆောင်ရောင်းမလား1000ဝယ်တဲ့ပစ္စည်းကို1000နဲ့ရောင်းပေးမယ်1100ခေါ်ခြင်းနဲ့1100နဲ့ခေါ်ပေးမယ်1200နဲ့ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်1200နဲ့ခေါ်ပေးမယ်အကျိုးဆောင်က2%ပဲပေးရမယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျမတို့ကုမ္ပဏီမှာဝယ်သွားတဲ့ဝယ်သူတွေအခုဒီဧည့်သည်ဥပမာထားပြီးပြမယ်ဆိုအရေးတကြီးလိုတာသူဒီအရေးတကြီးငွေလိုတာဒီနေ့ဒီငွေလေးရမှာဒီ3000ဝန်းကျင်ရမှာအဆင်ပြေမှာဖြစ်နေတဲ့အတွက်ကျမဒီဒါဒီ3950အခုဒါဈေးဖြတ်ပြီးတော့ပေးလိုက်တာဝယ်သူတွေတဲ့အားသာချက်ဆိုလို့ရှိရင်လည်းကြိုက်တဲ့အချိန်လာပြန်ရောင်းလို့ရတယ်အခုလိုမျိုးတစ်ထိုင်နဲ့ရောင်းမယ်ဆိုလို့ရှိရင်လည်းတစ်ထိုင်နဲ့ချက်ချင်းလက်ငယ်ရောင်းဝယ်လုပ်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုယ်ဝယ်ချတဲ့ဈေးအတိုင်းကိုပြန်ရောင်းမယ်ဆိုရင်လည်းဒါဆိုတာတစ်ပတ်လောက်လေးစောင့်ရောင်းတာနဲ့အရောင်းဝယ်လုပ်လို့ရတယ်နော်ကျမပြောတာအကျိုးဆောင်က2%ပဲပြန်ထုတ်တာဒါဧည့်သည်ဒါပြန်ပြီးမစောင့်နိုင်လို့အဲ့နေရာမှာကျမတို့ကဒါ1000ဝယ်တဲ့ပစ္စည်းကို1100ခေါ်မလား1200ခေါ်မလားစောင့်ပြီးတော့ပြန်ခေါ်ပြီးတော့ပေါ့နော်တစ်ပတ်အတွင်းနှစ်ပတ်အတွင်းဒီတစ်လအတွင်းမှာကျမတို့ဒါဧည့်သည်ပြန်ပြပြီးတော့အရောင်းဝယ်လုပ်လို့ရတယ်ပေါ့နော်အခုဒီဧည့်သည်ဆိုလို့ရှိရင်နော်ငွေမကင်ထားခြင်းလို့ဘေးကတငယ်ချင်းတယောက်ကမြေကွက်ဝယ်ပြီးတော့အရောင်းဝယ်လေးလုပ်ကြည့်ပါလားလို့ပြောလို့ဒါကျမတို့ကုမ္ပဏီမလို့ပေါ့အခုဝယ်ပြီးအခုပြန်လာရောင်းလို့ရတာလေအပြင်မှာဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအခု3000နဲ့ဝယ်ပြီးတော့ဝယ်ထားတာမှ2ရက်3ရက်ပဲရှိသေးတယ်ချက်ချင်းလက်ငင်းဒါတော့ပြန်ရောင်းလို့ရမှာဘယ်သူမှဆိုအကျိုးပဲပြန်ဆောင်ပေးပေးမှာကိုလက်မှတ်ထိုးပြီးရောင်းထားတဲ့ပစ္စည်းကိုဒီနေ့1000နဲ့ရောင်းပြီးနောက်နေ့ဒါ1000နဲ့950နဲ့900နဲ့ဘယ်သူမှပြန်မဝယ်ပေးဘူးဆိုတဲ့ဟာဒါဥပမာနေထားပြီးတော့ပြောပေးတာပါရှင်တချို့ပေါ့နော်ကျွန်မဗီဒီယိုဖိုင်တင်တဲ့ခါကြလို့ရှိရင်လေ comment သမားလေးတွေရှိရတာမဆိုင်တဲ့ comment တွေမမှန်ကြနဲ့ပေါ့နော်ဒါတော့လေကျွန်မပြောလိုက်တဲ့ဟာအဓိပ္ပာယ်တစ်မျိုးပြီးရင်ကျွန်မကိုပြန်ပြီးတော့ comment တွေမှန်ပြီးတော့ပြောတာတစ်မျိုးပေါ့နော်တော့ကြည့်မရဘူးပြောပြီးတော့အများနဲ့လဲစောင့်ကြည့်နေတယ်ကျွန်မပြောတဲ့အဓိပ္ပာယ်တွေကိုကိုလိုရာကိုဆွဲသွင်းပြီးတော့ comment လေးတွေမှန်ကြတယ်ပေါ့နော်အဲကြတဲ့ခါကျတော့ကျွန်မတို့ကအမြင်ပေါ့နော်စိတ်လွတ်လက်လွတ်ပေါ့နော်ပြန်ပြီးပြောမိလိုက်တဲ့ခါကျလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်မကောင်းပေါ့နော်ကိုရေးလိုက်တဲ့စာတစ်ကြောင်းဒီဘာကိုရည်ရွယ်ပြီးရေးတာလဲဆိုတဲ့ဟာရေးသားသူပေါ်မှာမူတည်တယ်နော်ရေးသားသူရဲ့အသိဉာဏ်နဲ့အုံနောက်နဲ့မှာမူတည်နေတာဖြစ်နေတဲ့အတွက်စာလေးတွေ comment လေးတွေရေးကြတာဟာကြလို့ရှိရင်လည်းပေါ့နော်စိတ်လွတ်လက်လွတ်ရေးတာတော့မှန်ပါတယ်ကြည့်မရလို့ရေးတာဆိုတာမှန်တယ်ဒါပေမဲ့ကြည့်မရဘူးဆိုပြီးတော့လည်းကြော်လည်းမသွားနိုင်ဘူးပေါ့နော်အဲ့နေရာမှာကျမတို့ဝင်ပြီးတော့ရေးတာကျန်တဲ့ရက်ပိုင်းတွေတော့ဆိုကျမတင်တာအဓိပ္ပာယ်တစ်မျိုးသူပြန်ပြီးတော့ရေးတာအဓိပ္ပာယ်တစ်မျိုးတကယ်ရေးချင်တယ်ဆိုလို့ရှိရင်လည်းအဓိပ္ပာယ်လေးတွေကိုတကယ်နားလည်အောင်စူးစမ်းဗီဒီယိုဖိုင်လေးကိုစုံအောင်ကြည့်ပြီးတော့မှ comment လေးတွေရေးပေးကြပါဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်ကျမတို့89 Belly အိမ်ချမ်းပြည်မှာဝယ်မရောင်းမမဟုတ်ပါဘူးပြင်ပဧည့်သည်တွေမြဲစာရွက်စာတမ်းစစ်ဆေးနေတာသတင်းစာကြော်ညာထည့်နေတာကျွမ်းကျင်တဲ့ရှင့်နေတွေမြဲလိုအပ်တယ်ဆိုလို့ရှိရင်เนาะအခုပဲကျမတို့89 Belly အိမ်ချမ်းပြည်ကိုဆက်သွယ်ပါရှင်ရုံးခန်းတီနေရเนาะတောင်တကုံမြို့နယ်25ရက်ကွယ်ပလဲရတနာလမ်းမပေါ်မှာပါရှင်ပြည်ထောင်စုမိန်းလမ်းမကြီးရောက်ကော်ပန်းချံကားမှတ်တိုင်နဲ့နှီးပါတယ်ရှင်ရောက်ကော်ပန်းချံကားမှတ်တိုင်ရဲ့ဘေးမှာကျမတို့ပလဲရတနာမိန်းလမ်းမကြီးဆိုတာရှိတယ်ပေါ့နော်ဝင်လာလိုက်ရုံနဲ့ကျမတို့89 Belly အိမ်ချမ်းမြေရုံးခန်းသည်မနက်9:00နာရီကနေညနေ9:00နာရီနေ့စဉ်နေ့တိုင်းရုံးဖွင့်ပေးပါတယ်ကျမတို့တရက်နေ့ကလွဲလို့ပေါ့နော်လစဉ်လာတိုင်းတော့ကျမတို့တရက်နေ့ဆိုလို့ရှိရင်တော့ရုံးပိတ်ရက်ကလေးဖြစ်ပါတယ်ရှင်ဆက်သွယ်မယ်ဆိုလို့ရှိရင်တော့3994289664 3994898994ကိုမနက်9:00နာရီကနေညနေ9:00နာရီနေ့စဉ်နေ့တိုင်းဆက်သွယ်နိုင်ပါတယ်